တားလေးကတော့ငငယ်လေးကပကြီးဝါသနာပါတယ်ဆိုတော့တားလေးဝါသနာပါတဲ့လမ်းကြောင်းကိုပဲဖိမြောင်တန်းလေးသွားအောင်လို့အန်ဒီကနောက်ကနေပြီးတော့အမြဲတမ်းငယ်တုန်းကဆိုလို့ရှိရင်လည်းဒီပကြီးနဲ့ပတ်သက်တဲ့ကျူရှင်လေးတွေပေါ့ကြီးလာတော့လေသူဝါသနာပါတဲ့လမ်းကြောင်းလေးကိုသွားအောင်လို့ရင်ကျေးမှုတက်ကတူပေါ့အဲ့ဒီတက်ကတူလေးကိုအန်ဒီကပို့ခဲ့တာပါသားအန်ဒီကတော့တဝါသနာပါတဲ့လမ်းကြောင်းလေးကိုပဲသွားခိုင်းတာပါသူဝါသနာပါတဲ့လမ်းကြောင်းလေးကိုပဲအန်ဒီတို့ကနောက်ကပံ့ပိုးပေးမှသာသူအောင်မြင်ပါလေအဲဒါကြောင့်မလို့သူဝါသနာပါတဲ့လမ်းကြောင်းလေးကိုပဲဖြည့်ပြောင်းတန်းလေးသွားအောင်အန်ဒီကအမြဲတမ်းပံ့ပိုးခဲ့တာပါဟုတ်ကျွန်တော်နာမည်ပိုင်ဆောင်ပါဟုတ်တွဲပါတယ်စက်ကူရုပ် craft လေးလုပ်ပါတယ်ဒီရုပ်လေးတွေကပြောမယ်ဆိုလို့ရှိရင်ဒီ final result ပေါ့နော်ဒီ final result နောက်ဆုံးဒီ result မထွက်လာခင်ကျွန်တော်အရင်လုံးဝဆန်းလုပ်ပူးတဲ့ဒီအကျန်းတယ်လေးရှိရပေါ့နော်အဲအကျန်းတယ်လေးရတယ်စပြီးလုပ်ဖြစ်ပြီးတော့မှဒီ final result ထွက်လာတာ idea ဘယ်လိုရလဲဆိုတော့ပြောမယ်ဆိုကျွန်တော်ငယ်တုန်းကလုပ်ခဲ့တဲ့အကြောင်းပြန်ပြောရမယ်ဖြစ်နေပေါ့နော်ကျွန်တော်မူလာတန်းလောက်ထဲကအရုပ်လေးတွေဒီဘာသာရစခောက်နေတာပေါ့အဲတုန်းကတော့ဟိုဘယ်လိုကတ်တင်လုပ်မှန်းလည်းမသိဘူးဘယ်လို folding ဘယ်လိုခောက်မှန်းလဲကျွန်တော်ဒေချာနားမလဲအဲတုန်းကပုံစရေးပြတဲ့အချိန်လေးဖြစ်တယ်ပြီးတော့ဒီစက်ကူရုပ်လေးတွေလည်းစပြီးဘာသာရဖမ်းပြီးလုပ်ဖြစ်တဲ့အချိန်ဖြစ်တယ်ပေါ့အဲတုန်းကတော့ဒီလိုမျိုးလုံးဝ 3D ပုံစံမျိုးလုံးဝ 2D မပေါ်သေးဘူး2D လောက်လေးပဲအဲတုန်းကပြောမယ်ဆို Pokemon လေးလည်းခစားတယ် Pokemon ကျွန်တော်တို့ကလေးတွေတယောက်ကတ်လေးရိုက်ပြီးတော့ကစားကြတယ်ဆိုတော့အဲထဲမှာပါတဲ့ character လေးကျွန်တော်သဘောကျတော့အဲကောင်လေးတွေကိုကျွန်တော်လုတ်တက်တယ်လို့လေးစမ်းပြီးလုတ်ဖြစ်မိတယ်ပေါ့နော်ကိုပိုင်ဇက်ကောင်ကတော့ပြောမယ်ဆိုတာကျွန်တော်ဇက်ကောင်ပဲပေါ့ကျွန်တော်ဇက်ကောင်ပြီးတော့ဒီဗမာမလေးရှိမယ်ဗမာကောင်လေးရှိမယ်ဒါကဒီမြန်မာမှုပါတဲ့စက်ပြက်လေးတွေကိုပဲကျွန်တော် character ပြန်လုတ်ထားတာပေါ့အဲအဲ့လိုမျိုးပေါ့နော်အားနဲ့ပတ်သက်လို့ရှင်တော့ obviously ကျွန်တော်ပုံဆွဲတယ်ပေါ့ illustration ဆွဲတယ်ဒီ illustration မဆွဲခင်ကကျွန်တော်ရေးသေးတဲ့ landscape ကျူကင်းပကြီးသားလေးဆွဲခဲ့ဦးတယ်ပြီးတော့ဒီ illustration ဆွဲရပေါ့နော်ပြီးတော့ကျွန်တော် installation လေးလုပ်ဖြစ်တယ်ပြီးတော့ဒီ craft နဲ့ပတ်သက်လို့ရှင်ဒီစက်ကူရုပ်လေးလုပ်ဖြစ်တယ်ပေါ့ပြောမယ်ဆိုလို့ရှင်ဒီ local မှာရောဒီတစ်ကမ္ဘာလုံးလို့ပြောရင်တော့မှန်မယ်ထင်တယ်အခုခေတ်စားနေဒီလာဘူရုပ်လေးတွေရောblind box ဆိုလို့ရှင်လဲဆိုလို့ရှင်ဒီ unboxing video တွေ blind box video ကြောင့်လုပ်နေကြဆိုတော့ဒါတော်တော်လေးလူကြိုက်များတယ်ပြောရမယ်အယုတ်ဆိုပေမဲ့လေဆိုတော့ကျွန်တော်လည်းဘယ်လိုခေါ်မလဲအဲ့ဒီ blind box ပုံစံမျိုးလေး try ကြည့်ဖို့တော့စိတ်ကူးရှိပါတယ်လောလောဆယ်ကတော့ကျွန်တော် character လေးတွေနည်းနည်းထပ်တိုးဖို့ရှိတယ်အခုကအရင်တည်းနေပြီလို့ပေါ့နော်ဆိုတော့character လေးနောက်ထပ်50လောက်ထပ်တိုးပြီးတော့မှနောက်ထပ် blind box ပုံစံမျိုးလေးကို creation နဲ့ပေါင်းဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒါလေးတော့တစ်ချက်လုပ်ဖို့ရှိပါတယ်စိတ်ဝင်စားပါတယ်ဟုတ်ပြောမယ်ဆိုလို့ရှိရင်ဒီကောင်ကကျွန်တော် print ပြန်ထုတ်ပြီးတော့ပြန်ခောက်တာအစား print ထုတ်တယ်ဆိုတာလဲကျွန်တော် print ထုတ်ဖို့ဒီကိုယ့်ဘာကို design ဆွဲရပေါ့ template ပေါ့ဒီပုံစံကွက်ကိုကျွန်တော် Procreate ထဲမှာကိုလိုချင်တဲ့ပုံစံတစ်ခုရလာအောင်အယုတ်တစ်ခုထွက်လာအောင် drawing ကောက်တယ်ဖြည့်တယ်ဒီလိုခောက်လို့ရှိရင်ဘယ်လိုတူတယ်ထွက်လာမလဲပေါ့နော်ကိုယ့်ဘာကိုတွက်ချက်ပြီးတော့ဆွဲပြီးတော့ကျွန်တော် print ထုတ်တယ် print ထုတ်ပြီးတော့ပြန်ခောက်တယ်ပေါ့အဲ့လိုမျိုး process ကတော့တာပေါ့နော် iPad မဝယ်ခင်တော့ကျွန်တော်အစဆုံးကလက်နဲ့ပဲအဲတုန်းကတော့စာရွက်ကအကျန်းလေးပဲ recycle paper နည်းနည်းခက်တောင်ခက်ထူလေးရှိတယ်အဲ့ဒါလေးနဲ့အရင်ဆုံး try ဖြစ်တယ်ပေါ့နော်အဲတုန်းကတော့တော်တော်လေးလဲအသေးစိတ်ဆိုတော်တော်လေးလဲစိတ်ရှည်ရတယ်တရုတ်ထွက်ဖို့ဆိုလို့ရှိရင်လာနေချီပြီးကြာတယ်ပေါ့နော်အဲဆိုတော့သူကနည်းနည်းလေးမှားသွားတယ်အစဆုံးပြန်လုပ်ရတာပုံစံကွက်လည်းမရှိသေးဘူးလေဒီစက်ကူရုပ်လေးတွေရဲ့ art style ကကျွန်တော်ဆွဲနေကြဒီ illustration art style အဲ့ဒါကိုကျွန်တော်ကစက်ကူရုပ်ပြန်ထုတ်တဲ့အခါရှိပြီးသား art style တိုင်းကိုစက်ကူရုပ်ပြန်ထုတ်တာအားနဲ့ပတ်သက်တာတော့ပြောမယ်ဆိုရင်တော့ပကြီးကတော့အများကြီးဆက်ဆွဲပြအောင်ပါပေါ့နော်ဒီပကြီးနဲ့အတူကျွန်တော်ဒီစက်ကူရုပ်လေးဆက်ပြီးလုပ်ပြအောင်မယ်အန်တီနာမည်ကတော့ဒေါက်ကီတွေဝင်းမောင်လို့ခေါ်ပါတယ်အန်တီကတော့တဝါသနာပါတဲ့လမ်းကြောင်းလေးကိုပဲသွားခိုင်းတာပါသူဝါသနာပါတဲ့လမ်းကြောင်းလေးကိုပဲအန်တီတို့ကနောက်ကပံ့ပိုးပေးမှသာသူအောင်မြင်ပါလေအဲဒါကြောင့်မလို့သူဝါသနာပါတဲ့လမ်းကြောင်းလေးကိုပဲဖြည့်ပြောင်းတန်းလေးသွားအောင်အန်တီကအမြဲတမ်းပံ့ပိုးခဲ့တာပါပီတိဖြစ်တာပေါ့သားရဲ့အန်တီရဲ့သားလေးကြောင့်အန်တီကအမြဲတမ်းဘယ်နေရာမှာပဲသွားအန်တီသားလေးရဲ့ဂုံသတင်းကြော်စောတာလေးတွေလိမ္မာရင်ကြီးတာလေးတွေအန်တီငငယ်လေးကပြုစုပြိုးထောင်တာလေးကအခုအချိန်မှာအန်တီအတွက်အားစီးလေးဖြစ်ပါတယ်အခုအချိန်မှာသားလေးကလည်းအန်တီကိုပြန်ပြီးတော့တစ်ဖက်တစ်လမ်းကနေပြီးတော့အားဖြစ်စေအောင်လို့ဝင်ငွေလေးတွေရတာလေးကိုတစ်လတစ်ခါကြော့ပါတယ်အန်တီကိုအဲ့ဒါလေးကလည်းအန်တီအတွက်အားပါပဲဖြစ်စေချင်တာပေါ့သားရဲ့ကိုသားလေးကိုတော့အကောင်းဆုံးနေအမြင့်ဆုံးတွေကိုမှန်းတာပေါ့ဖြစ်အောင်လဲအန်တီကအမြဲတမ်းသားရဲ့လိုအပ်ချက်တွေကိုပံ့ပိုးပေးနေတာပေါ့ဒါလေးပဲလိုပေါ့သားကလည်းအန်တီအတွက်အမြဲတမ်းမေးလိုချင်တဲ့ပန်းတိုင်ကိုရောက်အောင်ဆိုပြီးတော့အမြဲတမ်းသားကစူးစမ်းပေးနေတာပါအန်တီကိုစိတ်ခံစားချက်ကတော့သားသမီးဆိုတော့လေကောင်းတာလေးတွေဖြစ်စေချင်တာပေါ့နော်အမြင့်ဆုံးကိုပဲရောက်စေချင်တာပေါ့သားကိုလည်းသူလိုချင်တဲ့ပန်းတိုင်ကိုရောက်အောင်လို့အန်တီကအမြဲတမ်းပံ့ပိုးနေမှာပါ